ညီမြတ်သူကိုတမီးဖြစ်မွေးစားလိုက်တဲ့ထထမိုးဦးနိုင်ငံကျော်မင်းသမီးကြီးထထမိုးဦးကစင်ကယ်များသားတို့ဖြစ်တဲ့ညီမြတ်သူကိုအမွေစားမွေခံတမီးရင်တယောက်လိုမွေးစားလိုက်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲညီမြတ်သူဟာခင်မိုးဖြစ်သူထအကကျော်ကနောက်မီလီပြီးတော့ထိုက်ခဲ့ရကြောင်းတားငယ်လေးတယောက်နဲ့ဘွားကိုခက်ခဲစွာရုန်းကန်နေရတဲ့သူပါဒါပေမဲ့စိတ်ပြတ်အာမငယ်နေပဲနဲ့သားလေးရဲ့ရှေ့အတွက်မိခင်ကောင်တယောက်ဖြစ်ပေးပြီးအကောင်ဆုံးကြိုးစားနေပါတယ်ဒီဖြစ်ပြဟာတစ်ချိန်ကခင်မိုးနဲ့ကွာရှင်ပြီးသမီးလေးကိုတယောက်တည်းကြိုးစားရုန်းကန်ပြုစုပြထောင်ခဲ့ရတဲ့မထက်ရဲ့ဘဝဖြတ်သန်းမှုနဲ့အတော်လေးကိုဆင်တူနေပါတယ်လက်ရှိမှာတော့မိခင်တယောက်ရဲ့ဇွဲလုံးလားနဲ့ကြိုးစားခဲ့လို့တိမ်ပေါင်းတောင်းချစ်တန်တဲ့အင်ကြီးတွေပိုင်ဆိုင်ထားပြီးတော့အောင်မြင်တဲ့တထေးမကြီးဖြစ်နေတဲ့မထက်ကဘဝတူမိမသားချင်းကိုချင်းစာစိတ်ပြင်းနဲ့အခုလိုမျိုးရေရဲဝဝကူညီခဲ့တာပါညီမြတ်သူကိုတမီးဖြစ်မူစားလိုက်ရုံတင်မကပဲသူမရဲ့သားလေးကိုပါအနာဂတ်မှာပညာတတ်ဘွေရတယောက်ဖြစ်လာတဲ့အထိကျောင်းစိပြေဝထောက်ပံ့ပေးသွားမယ်လို့လည်းသိရပါတယ်စင်ကယ်မသားချင်းကိုချင်းဆန္ဒပြီးတော့လိုအပ်နေတဲ့ချိန်မှာလက်တွေ့ကြကြကိုညီဖေးမတက်တဲ့မထက်ရဲ့ကြီးမားလာတဲ့စေတနာနဲ့မြင့်ကြတရားတွေကတော့တကယ်ကိုလေးစားအတူစရာကောင်းလာပါတယ်တေဦးဆောင်ချူလီကတော့ရင်မတော်စားဖြစ်ပြီးအရေးပေါ်ရောက်ရှိနေတယ်လို့သိရှိရပါတယ်ဒီနေ့မှာတော့ပရိသတ်တွေရဲ့ချစ်တော်မင်းသမီးချော်လီချူလီရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ချူလီကိုတော့1993ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာရန်ကုန်မြို့မှာမိဘခဲ့ပြီးအနုပညာလောကတဲ့ကို2014ခုနှစ်မှာMTV4 ရဲ့တဲလန်အသင်းကနေတဆင့်စတင်ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။သူမကိုပရိသတ်တွေသတိထားမိပြီးစတင်အားပေးခဲ့ကြတာကတော့ထရမန်ဒလီရုပ်သင်ဇလန်ထိပ်ကနေစတင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာမိုးကောင်းကင်အိမ်မက်ပြားရည်အိုင်စားတဲ့နာမည်ကြီးဇလန်တွေများမှာကြားရစရုံကိုပြပြစွာတည်ဆောက်နိုင်ခဲ့လို့ပရိသတ်တွေရဲ့တခနဲ့အားပေးမှုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီဗီဒီယိုဇာတ်ကားနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်တည်ဆောက်ခဲ့ပြီးအနုပညာအရေးချင်းပြေးသွားတဲ့မင်းသမီးတယောက်ဖြစ်တာကိုသက်သေပြနိုင်တာလည်းဖြစ်ပါတယ်။ချူလီဟာတည်ဆောက်ကောင်းနေမကပဲချစ်စရာကောင်းပြီးဖော်ရတဲ့အပြုံးလေးကြောင့်ပရိသတ်တွေကိုလည်းပိုမိုအချစ်ပိုရတာလည်းဖြစ်ပါတယ်။လက်ရှိချိန်ထိအနုပညာလှုပ်ရှားမှုတွေအစဉ်အဆက်မပြတ်လှုပ်ဆောင်နေပြီးပရိသတ်တွေရင်ထဲမှာနေရာယူဆဲဖြစ်တဲ့မင်းသမီးတလက်လည်းဖြစ်ပါတယ်။ယနေ့မှာတော့ရေမတော်စားမှုဖြစ်ပြီးအရေးပေါ်မှာအသက်လုနေရတယ်လို့ချူလီရဲ့သတင်းကိုသိရှိထားရတာလည်းဖြစ်ပါတယ်ခင်ဗျာ။သူမစီလလာနေကြစလုံးလူမျိုးတွေကိုမော်ဒယ်ဖြစ်ငါပြီးကော်ဖီကြော်ရယူခဲ့တဲ့ခင်လင်းတွေခင်လွင်းတွေဟာစလုံးလူမျိုးတွေကိုအမြဲလူနေကြဖြစ်တယ်လို့စလုံးလူမျိုးတွေကလည်းခင်လင်းတွေအတွက်ပင်လေကကင်းမွန်တွေငါးတွေယူလာပေးတတ်ပါတယ်။နိုင်ငံခြားမှာပွဲယူနေတဲ့ညီမလေးကို TV ကနေကွန်ပျူတာနဲ့နော်ဖော်ရထားတို့မိသားစုတရုတ်ဆောင်နော်ဖော်ရထားက